တဒုသမီမလကန်လူလူပန်နဲ့တဒုတာမောင်ကျော်စီမျိုးတို့အားထိမ်းများမင်္ဂလာကျင်းပပေးပါရန်ဖြစ်ပါ၏ထိမ်းများခြင်းသည်ဘုရားခင်သွေးဖက်၍တည်စေတော်မူသောအရာဖြစ်ပါ၏ဒီလိုနေ့ထိရောက်လာမယ်လို့မျှော်လင့်တာပေါ့နော်ဒီနေ့မှလည်းတကယ်ကိုအရန်ကိုစိတ်လှုပ်ရှားနေရပေါ့နော်ကျွန်တော်တို့အမခဲတဲ့အိမ်မက်တွေဒီနေ့မှာအတူတူအကောင့်နဲ့ပေါ်ခွင့်ရလို့ဖျားခင်ရဲ့ချီရောချီမနဲ့ကျွန်တော်သူစားတွေ့ကြရသူကကျွန်တော်အတွက်အရန်ဟိုမှာအရေးကြီးတဲ့သူဖြစ်တယ်ဆိုကျွန်တော်ခံစားရတယ်ကျစမျိုးနဲ့ပထမဆုံးတွေ့ရတော့ပေါ့ဆရာမောင်ရဲ့မွေးနေ့ပေါ့အဲ့မှာပထမဆုံးအစပြီးတော့တတိထားမိရပါတော့ကျွန်တော်3နှစ်တာကာလလုံးမှာသူကကျွန်တော်မှာမျက်နှာညိုးစီမဲ့အမှုရာလုံးဝမလုပ်ဘဲနဲ့ကျွန်တော်ကအခုတိယူရှင်းစွာနဲ့ check ရလို့လည်းကျေးဇူးများတင်တယ်ဒီလိုမျိုးနေ့ထိရောက်လာတယ်ဆိုတာလည်းအရင်ကမှအော်ဆရာလည်းကောင်းတယ်ပြီးတော့ဖျားတခင်ကလည်းဆုတောင်းထားတဲ့အတိုင်းပေါ့နော်တကယ်ကိုမျောလင့်ထားတာတဲ့တောင်မှပိုးတဲ့အကျိုးတားလောင်းပေါ့နော်ဖျားခင်ပြင်ဆင်ပေးရလို့လည်းယုံကြည်ရဲ့အဲ့လိုလည်းခံစားရတယ်ပေါ့နော်သူတို့အရန်နဲ့ပေါင်းရတဲ့အတွက်အရင်ကိုယူဝမ်းမြောက်မိပါတယ်ပေါ့နော်အမနဲ့ကတော့အမြဲတမ်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့နော်ရန်ဖြစ်တာတော့ပုံရပါတယ်ချယ်လူကစားတွေ့ရကျွန်တော်ပေါ်မှာသူကကျွန်တော်အတွက်လက်ထပ်ပေါ်မှန်ကန်တဲ့သူဖြစ်တဲ့ဆိုတော့ကျွန်တော်ခံစားရတယ်သူကကျွန်တော်အတွက်အထောက်အကူပြုစီတဲ့အမျိုးမျိုးဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့မှာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်She's so beautiful. I can't stop myself from coming back again. Her love hits like adrenaline. She's so beautiful. Every time we touch, I feel the rush again. She sucks me right back in. I walk and her talk. I'm biting my tongue. If hell was a lady, I kneel to her throne. Yeah, the type of girl you wanna lose, but when she turns around and kisses you, you're paralyzed and can't move. She's so beautiful. I can't stop myself from coming back again. Her love hits like adrenaline. She's so beautiful. လေးစားချစ်ခင်ရပါတော့ယုံကြည်သူညီကိုမောင်နှမများရှင်ဖျားခင်ရှေ့မောက်၌ဖြစ်စေယုံကြည်သူပရိသတ်ရှေ့၌ဖြစ်စေယနေ့ဝိပုစည်းဝေးခြင်းအကြောင်းရင်းဒီဖျားခင်မှတန်ရှင်တော်ထိမ်းများမင်္ဂလာဝတ်ရှိကြရာမိန်တော်မူသည့်အတိုင်းတဒုသမီမလကန်လူလူပန်နဲ့တဒုတာမောင်ကျော်စီမျိုးတို့အားထိမ်းများမင်္ဂလာကျင်းပပေးပါရန်ဖြစ်ပါ၏လူကအနမဖြစ်ပါတယ်။တို့မတကယ်လူပါကိုဒီမြို့မှာရှိတဲ့ဘိုင်းကိုဒီနဲ့တော့မန်တင်ကြီးတို့ရဲ့တာအောင်ဒီမျိုးတစ်တော်မိဘများသဘောတူညီဆိုတာပြရအိမ်ထောင်ဒီလေးဖို့အတွက်ပဋိညီခုလက်ထပ်ထိမ်းများခြင်းပြုပေးဖို့အတွက်ဒေသစွာအနံပါတယ်ထိမ်းများခြင်းသည်ဘုရားခင်သွေးဖက်၍တည်စေတော်မူသောအရာဖြစ်ပါ၏သခင်ယေရှုခရစ်တော်ကိုယ်တိုင်ထိမ်းများမင်္ဂလာဆောင်နှင်းခြင်းပြုလုပ်ရန်မိန့်တော်မူကြောင်းကိုကျမ်းစာတော်မြတ်၌တွေ့ရှိရပါသည်တို့ဖြစ်ပါ၍အသေးရည်နှင့်ပြည့်စုံသောထိမ်းများမင်္ဂလာဆောင်နှင်းခြင်းကိစ္စကို
အစီတာရှိပါကမပြတ်မကွဲပြောကြရမည်တတို့သာမောင်ကျော်စင်မျိုးမလကိုင်လူလူပန်အားထိမ့်လက်ထက်ထိမ့်များရန်တင်၌အဟံတာရှိပါသလားတတို့သမီးမလကိုင်လူလူပန်မောင်ကျော်စင်မျိုးဒီထိမ့်များလက်ထက်ရန်တင်၌အဟံတာတစ်စုံတစ်ခုရှိပါသလားရှိပါဘူးပရိသတ်များထံမှထိမ့်များမင်္ဂလာဆောင်နှင်းခြင်းကိုတရားသဖြင့်စီတာကန့်ကွက်လို့သူတစ်စုံတစ်ယောက်ရှိလျင်ယခုဖော်ပြပြောဆိုပါသို့မဟုတ်နောက်တွင်အဘယ်သူမျှပြောဆိုခွင့်မရှိပါကန့်ကွက်မဲ့သူရှိပါသလားကန့်ကွက်မဲ့သူရှိပါသလားကန့်ကွက်မဲ့သူရှိပါသလားအဟံတာမရှိကန့်ကွက်မိမရှိတော့ကြောင့်ဘေဒလအပိပိဆိုင်ရာတာနာပြုအသင်းတော်ဤတင်းအုပ်ဖြစ်သောကျွန်ုပ်ရည်လင်းဒီတန်ရှင်တော်မင်္ဂလာဝတ်အစီအစဉ်ကိုခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမတော်မြတ်အားဖြင့်ကျင့်ပပါမည်မောင်ကျော်စင်မျိုးမလကလူလူပန်ဒီဖျားခင်ဖက်ဆက်၍တဘိုးတင်တော်မူသောတတော်သမီးဖြစ်တော်မူဒီကိုယုံကြည်ပါသလားမလကိုင်လူလူပန်မောင်ကျော်စင်မျိုးဒီတင်ဤတတော်သားဖြစ်တော်မူဒီကိုယုံကြည်ပါသလားကျွန်တော်တတော်သားမောင်ကျော်စင်မျိုးဒီတတော်သမီးမလကိုင်လူလူပန်ကိုကျွန်တော်ဤချစ်စနီးအဖြစ်တိမ်ပိုက်ပြီးလင်ယနေ့မှစ၍အသက်ကုန်ဆုံးသည့်တိုင်အောင်ဘဝခီးတစ်လျှောက်တာယာသည်ဖြစ်ပါစေချမ်းသာသည်ဖြစ်ပါစေချမ်းသာသည်ဖြစ်ပါစေဆင်းရဲသည်ဖြစ်ပါစေကျွန်တော်သည်ကျမ်းမာသည်ဖြစ်ပါစေမကျမ်းမာသည်ဖြစ်ပါစေထာဝရဘုရားဤအမိန့်တော်နှင့်ညီလျော်စွာချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုလျက်ပေါင်းဖော်ပါမည်ဟုဘုရားရှိလူရှိ၌သစ္စာဂတိပြုပါသည်တတော်သမီးမလကိုင်လူလူပန်ဒီတတော်တာဖြစ်သောမောင်ကျော်စင်မျိုးကိုကျမဤခင်ပွန်းအဖြစ်တိမ့်ပိုက်ပြီးလင်ယနေ့မှစ၍အသက်ကုန်ဆုံးသည့်တိုင်အောင်ဘဝကတိတလျှောက်တာယာသည်ဖြစ်ပါစေချမ်းသာသည်ဖြစ်ပါစေချမ်းသာသည်ဖြစ်ပါစေဆင်းရဲသည်ဖြစ်ပါစေကျမ်းမာသည်ဖြစ်ပါစေမကျမ်းမာသည်ဖြစ်ပါစေထာဝရဘုရားဤအမိန့်တော်နှင့်ညီလျော်စွာချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုလျက်ပေါင်းဖော်ပါမည်ဟုဘုရားရှိလူရှိ၌သစ္စာဂတိပြုပါသည်မောင်ကျော်စင်မျိုးသင်တို့ဤထိမ်းများမင်္ဂလာကိုအဟံတာမရှိဖြစ်၍သင်တို့သည်တရားတကိုယ်ဒီဖြစ်ရန်သစ္စာဂတိပြုခဲ့ကြသည့်တိုင်မိသူကမြမဖွင့်နေတော့မလကလူလူပါဤမျက်နှာဖုံးကိုဖွင့်ပြုပါ၏ကျန်နာလေးတပွင့်လောက်ဤလက်စွပ်ဒီချစ်ချင်းမြတ်တာကိုပုံဆောင်သောလက်စွပ်ဖြစ်သည်ဤလက်စွပ်ဒီအဆုံးမရှိတကယ်တော့ချစ်ချင်းမြတ်တာဒီအဆုံးမရှိတို့သမီးလက်မှဆွပြီးပါ
လောကမှာမိန်းမတွေအများကြီးထဲကနေမောင်ကျော်စင်မျိုးအတွက်သူ့အတွက်အထောက်အမကောင်းဖြစ်မလကိုင်လူလူပန်ကိုပြင်ဆင်ထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့သင်ဟာစီးစိမ်ဥစ္စာတွေကိုရှာပြီးဖျားခင်တင့်ကိုပေးရထားတဲ့ဇေမနီမယားဆံမှာစီးစိမ်ဥစ္စာတွေကိုလာပြီးအနံ့ဖို့ဖြစ်ပါတယ်။နှုတ်ကပတ်တော်ထဲမှာမိန့်မာတဲ့အတိုင်းနှုတ်ကပတ်တော်ဒီဟူသောဒါဆိုတဲ့အတိုင်းအိမ်ထောင်ဦးစီးဖျားခင်ကောင်းကြီးပေးခြင်းအပြင်အိမ်ထောင်နဲ့သက်ဆိုင်တဲ့သားသမီးယတနာလေးလည်းရလာအောင်မှာဖြစ်တယ်။အဲ့ဒီအကျွဲကြောင့်မလို့တင်းရဲ့အိမ်ထောင်ကိုနှုတ်ကပတ်တော်နဲ့အညီကွဲကာစောင့်ရှောက်ဖို့ဖျားခင်အလိုတော်ရှိတာဖြစ်ပါတယ်။ဆိုပြီးလေဖပြနမတော်ကိုထူပဲချီးမွမ်းလက်ကောင်းကြီးပေးပါ၏နှုတ်ကပတ်တော်ထဲမှာကိုတော်မိမ္မာဒီတိုင်းယောက်ျားဒီတယောက်တည်းမနေကောင်းသူ့အတွက်တော်လျော်တဲ့အထောက်အမကိုငါပြင်ဆင်မယ်လို့နှုတ်တော်ထဲစကားရှိတဲ့တိုင်းမောင်ကျော်စင်မျိုးအတွက်သူ့ရဲ့အထောက်အမဒီဟူသောမယားဖြစ်တဲ့မလူလူပန်ကိုကိုတော်ပြင်ဆင်တော်မူသောကြောင့်ကျေးဇူးတော်ပေါင်းကိုရည်တွက်ချီးမွမ်းပါ၏တင်တို့နှစ်ဦးအားဖြင့်အသင်းတော်နှစ်ဖက်တော်အသင်းတော်ပေါ်၌၎င်းနှစ်ဖက်တော်ဆွေမျိုးတောင်းဝိုင်းပေါ်၌တော်၎င်းတင်တို့ရှိနေတော်ရဲ့ရွာမြို့ရွာများ၌လည်းတင်တို့ရဲ့အိမ်ထောင်အားဖြင့်ဘုရား၏ဘုန်းတော်ထင်ရှားပါစေသခင်ယေရှုနာမ၌ဆုတောင်းကောင်းချီးပေးပါ၏ဘုရားခင်ဖက်ဆက်၍တင်တော်မူသောတဘိုးကိုလူမခွဲခွာစေနှင့်တင်တို့နှစ်ဦးဒီယနေ့မှစ၍အကျဉ်လင်းများဖြစ်ကြောင်းခမဲတော်သားတော်တတ်ရှင်တော်ဝိညာဉ်တော်နာမ၌လက်ထပ်ပေးပါ၏မြတ်တော်ရှင်အဖဖျားကိုရောဘုရားမိန့်မာတော်မူတဲ့တိုင်းဘုရားရှိလူရှိမှာအတရိတင့်တဲ့တန်ရှင်တဲ့ထိမ်းများဆောင်နေခြင်းကိုအောင်မြင်စွာပြုရတဲ့အခွင့်ကိုပေးတော်ကြောင့်ကျေးဇူးတော်ပေါင်းကိုရည်တွက်ချီးမွမ်းကြပါ၏အိမ်တော်အသစ်ဆက်ဆက်ဖြစ်တော်မောင်ကျော်စင်မျိုးနဲ့မလကိုင်လူလူပန်တို့၏အိမ်တော်ပေါ်၌တော်၎င်းနှစ်ဖက်တော်ဆွေမျိုးတိုင်းဝိုင်းနဲ့အတူယနေ့ကြွရောက်လာကြတဲ့လာပြီးဂုဏ်ပြုကြတဲ့နှစ်ဖက်တော်ဆွေမျိုးတိုင်းဝိုင်းမိတ်ဆွေများအားလုံးပေါ်မှာ
လူတွေကျန်ဆလို့မရနိုင်တဲ့ဖျားခင်ထံမှလာတော်ချစ်ချင်းမြတ်တော်ဒီတော်၎င်းသားတော်ယေရှုခရစ်၏ကယ်တင်ခြင်းဆုကျေးဇူးတော်ဒီ၎င်းတန်ရှင်တော်ဝင်းတော်ဘုရား၏လမ်းပြခြင်းတကိုးပေးခြင်းမိတ္တာယာပြုခြင်းတို့သည်ယခုမှစ၍ကာလအစဉ်တည်ရောက်တည်ရှိတည်နေပါစေတော်အာမင်